အားလုံးပဲမင်္ဂလာပါရှင် Vlog by Apple and Cookie မှာကြိုဆိုပါရရှင်ဒီတစ်ခါဒီဇင်ဘာကျောင်းပွင့်ရက်လေးမှာကလေးတွေကိုသူဝနာဘူမီ Mountain View Hotel သို့လိုက်ပို့ပေးခဲ့ပါတယ်ရှင်ဒီဟိုတယ်လေးကတော့ကြိုက်ထုံမှာတည်ရှိပါတယ်ရန်ကုန်နဲ့ဆိုရင်3နာရီခွဲလောက်ပဲမောင်းရတော့သွားလာရလဲအဆင်ပြေပါတယ်ရှင်ဟိုတယ်ကကြိုက်ထီးကိုသွားတဲ့လမ်းမှာပဲတည်ရှိရတဲ့အတွက်ကြောင့်မလို့ကြိုက်ထီးကိုနေချင်းပြန်သွားခြင်းတဲ့လူတွေအတွက်လည်းအရန်ကိုအဆင်ပြေပါတယ်သူဝနာဘူမီဟိုတယ်ကကလေးတွေအတွက်ကိုလူကြီးတွေအတွက်ကိုအရန်ကိုအပန်းဖြေလို့ကောင်းတဲ့နေရာလေးတစ်ခုပါဟိုတယ်ဝင်းထဲမှာလည်းကလေးတွေစိတ်ကြိုက်ဆော့လို့ရတဲ့ကစားကွင်းလေးတွေရှိရတဲ့အတွက်ကြောင့်မလို့ကလေးတွေကတော့တိတ်ကိုပြောမှာပါပဲအဲရကလေးနှစ်ယောက်ကတော့တွေ့တဲ့အတိုင်းပါပဲရှင်တွိုင်းလက်ဘောသူခံသူပြန်တွိုင်းဒီသူဝနာဘူမီဟိုတယ်ကိုလေအရန်ကြိုက်တဲ့အချက်ကသူကဘန်ဂလိုလေးတွေနဲ့တီးတန့်တရားရဲ့အတွက်ကြောင့်မလို့ private lesson နဲ့လူကြီးတွေအတွက်လည်းအေးအေးချမ်းချမ်းတိတ်တိတ်ဆိတ်ဆိတ်လေးရှိရတဲ့အတွက်ကြောင့်မလို့အရန်အနားယူလို့ကောင်းပါတယ်ရှင်မဟုတ်နဲ့ဝင်းလာကိုကြီးတွေကတော့နောက်ဆုံးမိပါပဲကဲဟိုဘက်ကိုပြန်ပြေး1 2 3အခန်းလေးတွေရှိမှလည်းဒီရှောင်းလန်းလေးတွေလောက်ထားတဲ့အတွက်ကြောင့်မလို့မိသားစုတွေပေါ့နော်အဲ့လိုမျိုးပြေးလွှားခုံပေါက်ဆော့အရင်ကပြောဖို့ကောင်းပါတယ်ကိုကြီးတက်တဲ့ကဒီကောက်သွားတာလေမြင်းလေးတွေလည်းထူးထူးဆန်းတွေ့ခဲ့တယ်အလားမြင်းလေးတွေမွေးထားတယ်တူတယ်မြင်းလေးတွေကလည်းလူရင်တယ်မုတ်ကျွေးတာအစားလေးအဆင်ပြေတယ်ကလေးတွေကလည်းအကုန်လုံးထူးဆန်းနေကိုဖြစ်လို့လာစားရတော့အဲကလေးနှစ်ယောက်ကတော့မြင်းသားကနေကိုမခွာတော့ပါဘူးရှင်တွေ့တဲ့အတိုင်းပါပဲရှင်အိတ်မပြောရှာကြပါဘူးဟိုသူတို့ဟိုဟာဖြစ်တယ်ဆိုရင်လက်တဲဆောတဲ့နေရာကိုတော့တနေ့ကို3ခါလောက်တော်ဆော့ကြပါတယ်ရှင်ရန်ကုန်ကလည်းတဲနဲ့ခက်ရှားရှားဖြစ်နေတော့လေနေရောက်တော့တဲနဲ့အားရပါရဆော့နေကြတာပါApple နဲ့ Cookie ကတော့ရေကူးဖို့အတွက်သွားပြီးတော့ပြင်ဆင်ပါတော့မယ်ရှင်โอเคนี่เนี่ยเหรอจ๊ะอะไร ရေကူးကန်လည်းတန်ရှင်းပြီးတော့လူကြီးတကန်ခလေးတွေအတွက်တကန်လှုပ်ထားတဲ့အတွက်ကြောင့်မလို့ခလေးတွေရောလူကြီးတွေရောအေးစစ်စစ်ရေကူးပြီးအနားယူလို့ကောင်းတဲ့နေရာလေးတစ်ခုပါပဲ
ရေကူးကန်အပေါ်ကနေကြည့်ရတဲ့မြင်ကွင်းကတော့တအားကိုလှပါတယ်ဒီတောတောင်ကြီးကိုကြည့်ပြီးတော့ရေကူးရတဲ့ feeling ကတော့ဘာနဲ့မှလဲလို့မရပါဘူးရှင်ခြံထဲမှာကြက်ပေါက်ကလေးရှိတဲ့အတွက်ကြောင့်မလို့ကလေးတွေအတွက်ကတော့အရန်ကိုအပျော်ဆုံးပါပဲရှင်ဒီ Mountain View Hotel อ่ะပေါ့နော်အခန်းဈေးနှုန်းတွေရတယ်တင့်တယ်လဲရန်ကုန်နဲ့လည်းအရန်မဝေးဘူးတောတောင်တွေနဲ့လည်းအရန်ကိုလှတဲ့အတွက်ကြောင့်မလို့တစ်ခါတော့လာပြီးတော့ပန်းပြေဖို့အတွက်ဖိတ်ခေါ်တယ်เนาะကျမတို့သွားတဲ့ရက်ကကျောင်းပိတ်ရက်လည်းဖြစ်တယ်ဒီလူလဲများအတွက်စနေတနင်္ဂနွေဖြစ်တဲ့အတွက်ကြောင့်မလို့ breakfast ကတော့တော်တော်လေးကိုအဆင်ပြေပါတယ်တော်တော်လေးလည်းစုံပါတယ်စားလို့လည်းကောင်းပါတယ်ရှင်ပုံမှန်ပေါ့နော်ဒီမိုးရင်းဘက်ဒီတနင်္လာနေ့တောက်ကြလူနည်းနည်းပါတဲ့ရက်ဆိုရင်တော့မှ breakfast ကိုသူအဆင်ပြေအောင်စီစဉ်ပေးပါတယ်ရှင်ဖလော်လေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကြောင့်မလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးလည်းပျော်ရွှင်ချမ်းမြေ့အေးချမ်းကြပါစေရှင်တတာ